ဟုတ်ကွာမမဒီနေ့စေကန်းကိုသွားမှမဟုတ်တော့ဘူးအဲကြောင့်လို့မမပြန်တော့မမနဲ့ကျွန်တော်နဲ့ကိုတဝင်းကြောင်နဲ့ဖိုးတဝင်းကြောင်ကြီးကိုမမယူဖို့မကြိုးစားနဲ့တော့သိလားမမနဲ့မတန်ဘူးကြာကဲတော်ပါတော့မမောင်ရဲ့မကိုဒီလိုကြီးနေတာမကြိုက်ရင်မမဘယ်တော့မှမနေတော့ပါဘူးကျင်းတတ်တော့နော်မမောင်မောင်လေးရဲ့မမကြီးမောင်ကြီးဟုတ်ကောင်စိတ်ကလေးမေးတရားစီကမမကျွန်တော်ဒီမှာလေးဒါကြောင့်ကိုသိပြီမမကိုယူရဲ့ဘဲကြီးကကျွန်တော်နဲ့တွားလာတာကိုတဝင်းကြောင်နေနဲ့တူတယ်ဒီလောက်တောင်တဝင်းကြောင်နေမမဒီဘဲကိုမယူတာပဲကောင်းတယ်မမနဲ့ကျွန်တော်နဲ့ကကိုငငယ်လေးကအတူတူနေလာကြတဲ့ဥစ္စာတမျိုးလုံးသိပြီးသားရန်ကုန်ခိုးပြေးပေါ်ဟဲ့ရန်ကုန်မှာဆိုလူတွေလည်းများတယ်အိမ်တွေလည်းများတယ်တော်ရုံးနဲ့ရှာလို့တွေ့မှာမဟုတ်ဘူးလို့မမထင်မဖြစ်သေးပါဘူးမမရာခွလို့ပါနော်ဒီခါတော့ခွလို့ဒီခါလေးပါနော်ဒီတစ်ခါပေါင်း9ခါရှိတယ်နောက်ဒါမျိုးမရအောင်နော်မောင်လေးရဲ့မမကြီးပြောပါကူကိုကြီးပြောတယ်လို့ခင်သက်နားထောင်နေတာလေခိုးကြောင်ခိုးပဲလောက်တာမျိုးဟုတ်ပဲမင်းလေးပါမမသိမောင်မကြီးမောင်လေးရဲ့မမကြီးမောင်မကြီးမောင်လေးရဲ့မမကြီးမောင်ခုချိန်အောင်မှဘာမှရှင်းပြမိမှာလို့မအေးနီဘာမှမကြားချင်ဘူးနီဘာမှမကြားချင်ဘူးနီမအောင်နီခွင့်လို့ပါကွယ်မမလေးမမလေးမောင်နဲ့နီနဲ့စိတ်ချမ်းသာဖို့အတွက်ဆိုရင်မမအနစ်နာခံပေးပါမယ်မမကြီးမောင်